စက်ကူပန်ကိုဒီတိုင်းပဲလွတ်ထားမလားဒါမှမဟုတ်အနုပညာလက်ရာတစ်ခုဖြစ်အောင်ဖန်တီးမလားခမိုင်မိုက်ပုံဖော်နီကိုအခုပြပေးမယ်ပထမဆုံးအကိုင်းဒီကိုကိုလိုချင်တဲ့ပုံစံရအောင် wiring နန်းကျိုးပတ်နီးသုံးရမယ်နန်းကျိုးကိုအကိုင်းရဲ့အောက်ခြေကနေစပြီးအချိုးကျကျနဲ့ရစ်ပတ်ပေးပါအကိုင်းမနာအောင်ဂရီးစိုက်ခုတော့လိုမယ်နော်နန်းကျိုးပတ်ပြီးရင်တော့အကိုင်းတွေကိုစိတ်ကြိုက်ကွေးလို့ရပြီအကိုင်းတွေရဲ့အမြင့်နဲ့အနှိမ်ကို balance ညီအောင်ညီပါဒီအစ်စ်မှာတင်းရဲ့စိတ်ကူးစိတ်တန်းကအရေးကြီးဆုံးပဲပုံစံရပြီဆိုရင်တော့မလိုအပ်တဲ့အရွက်တွေနဲ့အဖျားတွေကိုညှပ်ထုတ်လိုက်ပါဒါမှအပင်ကပိုပြီး compact ဖြစ်ပြီးအမြင်ရှင်းသွားမှာပါအချိန်အတိုင်းအတာတစ်ခုကြာသွားမယ်နော်အပင်ကဒီလိုမျိုးလှပတဲ့ bonsai style လေးဖြစ်လာမှာပါမှန်မှန်လေးဂူးစိုက်ပြီးပန်းတွေဝေနေမှာအသေးချပဲဒီလိုစိုက်ပျိုးရေးနီလန်ကောင်းတွေတီးချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်